ညီကိုတွေအားလုံးပဲဒါဒီနေ့ကတော့ပုံမှန်တိုင်းပွဲလေးတွေအနေငယ်ပြန်စပြီဆိုတော့ဒါထုံးစံတိုင်းဒီနေ့ရဲ့စိတ်ကြိုက်တပွဲကောင်းလေးကိုဒါသုံးသက်ချက်လေးနဲ့အတူပဲညီကိုတွေအတွက်ဒါအနည်းဆက်ဆုံးကြေးအောင်နိုင်ရှိတဲ့အသင်းလေးကိုကျွန်တော်ကရွေးချယ်ပြီးတော့ဒါသုံးသက်ချက်လေးနဲ့အတူတင်ပြပေးပါဦးမယ်ဆိုတော့ဒီနေ့ပွဲလေးမပြောခင်မှာဒါနိုင်ငံပွဲတွေမှာလည်းကျွန်တော်ညီကိုတွေအားလုံးဒါအကုန်လုံး VIP ညီကိုတွေရောဒါ free ညီကိုတွေလည်းဂျားပွဲလေးတွေပါတင်ပေးခဲ့တာမို့လို့အဆင်ပြေခဲ့မယ်လို့ထင်တယ်Telegram မ join ရသေးတဲ့ညီကိုတွေကလည်းဒါ Telegram မှာပွဲလေးတွေနေရင်လည်းပဲဒါဂျားပွဲလေး online ပွဲလေးလည်းတင်ပေးနေရဖြစ်လို့ဒါမ join သေးတဲ့ညီကိုတွေရှိရင်လည်း join ထားပါအောင်အရင်ဆုံးပြောချင်တယ်ပေါ့နော်ဆိုတော့ဒီနေ့ရဲ့ပွဲလေးကတော့ဒါမြန်မာစံတော်ချိန်ည2 နာရီမှာကစားမယ် Bundesliga ရဲ့ဒါအသင်းနှစ်သင်းဖြစ်တဲ့ Main နဲ့ Hoffenheim ပွဲလေးကိုကျွန်တော်ကပွဲချုပ်သုံးသက်ချက်လေးလုပ်ပြီးတော့ဒါကြေးအောင်နိုင်ရှိတဲ့အသင်းလေးကိုရွေးချယ်ပေးပါအောင်မယ်အရင်ဆုံးကြေးပေါ့နော်ဒါကြေးရဆိုရင် Main ကနေပြီးတော့ဒါတရေ30ရှုံးလောက်ပေါက်နေတယ်ဂိုးပေါင်းကြေးရဆိုရင်3လုံးပေါင်း30ဆိုပြီးပေါက်နေအောင်တွေ့ရတယ်ကြေးရတော့ဒီနှစ်သင်းတွေ့ဆုံရင်ကြေးရတရကြေးပဲပေါက်ခဲ့တာလို့ပြောလို့ရပေမဲ့ဒါမတူတာကအခုနှစ်ခြေစွမ်းနေတာရလပိုင်းချားနာနေတာကိုတွေ့ရတယ်ဟော်ဖန်ရဲ့အနေနဲ့ကတော့ဒါဘွန်ဒလီယာရဲ့အမှတ်ပေးစရာမှာသူအဆင့်6လိုနေရာမျိုးကိုရောက်ရှိနေပြီးတော့ဒါမိန်ကတော့အဆင့်7ဆိုတဲ့အဆင့်နဲ့အတူပဲဒါတန်းစင်းစုံထဲမှာရောက်နေတာကိုလည်းတွေ့ရမယ်ဆိုတော့ဒါဟော်ဖန်ရဲ့အနေနဲ့နောက်ဆုံး5ပွဲကန်ခဲ့တာကိုကြည့်မယ်ဆိုရင်သူအိမ်ကွင်းမှာကိုလုံးတသင်းထဲကိုပဲဒါတစ်လုံးနဲ့ကပ်ပြီးရှုံးထားတာဖြစ်ပြီးတော့ဒါ၄ပွဲသလုံးအနိုင်ခံထားတာကိုညီကိုတွေအားလုံးဒါသိကြမယ်လို့ထင်တယ်နောက်တစ်ချက်ကအခုနေ့အရဒါခြေစွမ်းကောင်းနေပြီးတော့အဆင့်2လိုနေရာကဒါလိုက်စစ်ကိုလည်းအိမ်ကွင်းမှာသူ31နဲ့ဆိုပြီးနိုင်ငံထားတဲ့သူ့ရဲ့ခြေစွမ်းအရဆိုရင်ဒါဗတ်ပေါင်းဆုံးကနေပြီးလွယ်လွယ်ချော်ချော်ဖြစ်နေတဲ့မိတ်လိုသင်းကိုဒါနိုင်မဲ့ခြေတန်းလေးပေါ့ဗျာအနည်းဆုံးဒါပြား90လောက်ပဲဖြစ်ဖြစ်ခွာပြီးတော့ဖွင့်ပေးတင်တယ်လို့တော့ကျွန်တော်ကတော့ထင်မိတယ်ဒါပေမဲ့ဒါဟော်ဖိုင်းအနေနဲ့အဲ့လိုမဖွင့်ရတာကိုလည်းတွေ့ရတယ်ဆိုတော့ဒါဟော်ဖိုင်းဘော်ဒီကိုဒါလူတော်များများကြိုက်ကြမယ်လို့တော့ကျွန်တော်ထင်မိပေမဲ့ဒါအနေအများတဲ့အခြေအနေတစ်ခုဖြစ်နေတာကိုတော့အားလုံးသတိပြုစေချင်တယ်ဆိုတော့ကျွန်တော်တို့ဒါမိန်ကနေကြည့်ကြည့်မယ်ဆိုရင်ဒါမိန်အနေနဲ့ဘွန်ဒလီဂါနောက်ဆုံး5ပွဲကစားခဲ့တာမှာဆိုရင်သူ့အနေနဲ့4ပွဲလောက်ရှုံးပြီးတပွဲပဲနိုင်ထားတဲ့ခြေစွမ်းရလဲဒါသူ့ဘက်ကနေဖို့ကိုဘလို့မှမနေရတဲ့အခြေအနေဖြစ်နေတာလည်းရှိရပေါ့နော်ဆိုတော့မိန်ရဲ့ဘွန်ဒလီဂါမှာနောက်ဆုံး5ပွဲမှာဒါပေးကို8ဂိုးနဲ့ဒါရာဂိုး5ဂိုးရှိရဲ့ဆိုလိုတာဒါမိန်ကတပွဲမှာဂိုးအနေနဲ့တစ်လုံးလောက်တော့ဒါ average အနည်းဆုံးရအောင်စွမ်းဆောင်နိုင်တဲ့ခြေစွမ်းရှိရလို့ပြောချင်တယ်ပေါ့နော်နောက်တစ်ချက်ကဒါအိမ်ကွင်းမှာ၄ပါးကူးစင်းကိုရှုံးခဲ့တဲ့ပွဲကဆိုရင်ဒါ3ဂိုးလောက်ထိကိုပြန်ရအောင်စွမ်းဆောင်နိုင်တာလည်းရှိရဲ့ဒါကြောင့်ပဲဘကူအနေနဲ့မိန်မရှုံးဘူးလို့ထင်မိနေတာလည်းသူဖြစ်မယ်လို့ထင်တာပေါ့နော်ကျွန်တော်ကတော့ဒါရှင်းရှင်းပြောရရင်မိန်ဘက်ကလည်းမနေရဘူးဟော့ဖိုင်းနေကျင်တဲ့ညီကိုတွေကလည်းဒါအန်ဒီရဲ့များတာဖြစ်တာကြောင့်ဒါနဲ့တစ်ချက်တော့သတိထားစေချင်တယ်ပေါ့နော်ဆိုတော့ဒါဒီပွဲမှာတကိုးတော့တေချာပေါက်ရနိုင်တဲ့မိန်တိုက်စစ်ရဲ့ဒါတပွဲမှာအနည်းဆုံးဒါနောက်ဆုံး5ပွဲမှာ12ဂိုးအထိရပြီးတော့ဂိုးမြူတက်တဲ့ဟော်ဖိုင်းတိုက်စစ်ရဲ့အကြောင်းဒါဒီပွဲမှာအနည်းဆုံး3လုံးလောက်ကနေစကြည့်ရမယ်လို့ကျွန်တော်မြင်မိတာကြောင့်ကျွန်တော်အနေနဲ့ဒါညီကိုတွေအတွက်ဒီနေ့ရဲ့တပွဲကောင်းရွေးချယ်မှုလေးကိုဟော်ဖိုင်းဂိုးဘော်လေးကိုဒါရွေးချယ်ပေးခြင်းတယ်ပေါ့နော်ဆိုတော့ Telegram ကိုမ join သေးတဲ့ညီကိုတွေလည်း Telegram လေးကို join ထားပေးပါလို့ပြောချင်တယ်ကျွန်တော်ခုညတပွဲကောင်းလေးတွေလည်း Telegram channel လေးမှာတင်ပေးဦးမှာဖြစ်လို့ Telegram channel ကိုမ join ရသေးတဲ့ညီကိုတွေလည်း join ထားပေးပါလို့ပြောရင်ကျွန်တော်ဗီဒီယိုလေးကိုဒါဒီတင်ရနိုင်လိုက်ပါတယ်ဗျ